D-Time to Talk ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် D-Time to Talk ရဲ့ထုံးစံအတိုင်းခင်ဗျားတို့တွေလက်ဖက်ရည်ကွက်ဖြစ်ဖြစ်ကော်ဖီကွက်ဖြစ်ဖြစ်ဖြောပြီးကြပြီလားဗျကျွန်တော်လည်းဒီနေ့ကော်ဖီတောင်းရင်းနဲ့စကားပြောကြတာပေါ့ဒီနေ့ပြောချင်တာကနေမီမင်းကြီးတာလက်ရှိအချိန်မှာရှိနေခဲ့မယ်ဆိုရင်သူဘာတွေဖြစ်နေမလဲနေမီမင်းဆိုတာကဖျားလောင်လူတိုင်းသိပြီးသားပေါ့နော်သူက2024ခုနှစ်မြန်မာနိုင်ငံကိုရောက်နေခဲ့မယ်ဆိုရင်ဘာတွေဖြစ်နေမလဲဆိုတာကိုစိတ်ကူးရင်ကြည့်ရအောင်ကျွန်တော်ထင်တယ်ပထမအဆုံးသူကငရဲပြည်ခီးစဉ်ကိုသွားတယ်နေမီမင်းကြီးကမာတလီကိုငရဲပြည်အရင်ပို့ပေးပါလို့တောင်းဆိုခဲ့တာလေအားလုံးသိကြမှာပေါ့မာတလီကခေါင်းကုပ်ပြီးပြောမယ်မင်းကြီးငရဲပြည်ကိုတီးတန့်သွားစရာမလိုဘူးအောက်မှာသာငုံကြည့်လိုက်အဲ့ဒါကငရဲပြည်ပဲလို့ကျွန်တော်ဆိုရင်တော့အဲ့လိုပြောမယ်ထင်တာပဲကြည့်ပါဦးဗျာကျွန်တော်တို့မြန်မာပြည်ကြီးမှာငရဲဆိုတဲ့ဟာကိုလက်တွေ့ကြနေတာလေအဲ့ချိန်ကျရင်လည်းနေမီမီကြီးကဘာပြန်ပြောမှထင်လဲအေးငါထင်နေငရဲကတော့အဲ့လိုမဆိုးတော့ဘူးဆိုပြီးတော့သူလမ်းဖြန့်သွားမှာဗျဒုတိယတစ်ခုကိုပြောရမယ်ဆိုရင်နေမီမင်းကတရားမင်းနဲ့အမေးဖြေလုပ်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့တပိတ်ပေါ့အဲ့ဒီမှာနေမီမင်းကတီလာနဲ့ဒါနာဘယ်ဟာမြက်လဲလို့မေးတော့တရားမင်းကတီလာကပို့ပြီးမြက်တယ်လို့ဖြေခဲ့ကြတာမှတ်မိမှာပေါ့အခုခေတ်မှာသာဒီလိုပြောရင်ဟေ့လို့ဖျားတယ်ကြောင်းဆောက်အလူကြီးပေးရင်ပြီးပြီလေတီလာတွေပါလာပြီးပြောပြီးလူတွေကိုလှုံ့ဆော်မနေနဲ့အဲ့လိုပြောပြီးတရားမင်းလဲသာသနာညှိုးနှံမှုနဲ့အမှုဖွင့်ခံရနိုင်တယ်တတိယတစ်ချက်ကနေမီမင်းလူပြည်မှာရှိနေရင်ရင်ဆိုင်ရမယ်ပုံမှားတွေပေါ့နေမီမင်းသာလူပြည်ကိုပြန်ရောက်လာပြီးတိုင်းသူပြည်သားတွေကိုမတရားတာမလုပ်နဲ့ငရဲရောက်တတ်တယ်လို့ဟောပြောပွဲလုပ်လိုက်တာနဲ့တပြိုင်နက်ပုံမှန်905ကာကြီးနိုင်ငံတော်တည်ငြိမ်ရေးပြက်ပြားအောင်ငရဲချောင်းပြောပြီးပြည်သူကိုခြောက်လန့်မှုနဲ့တမှုတက်လိုက်တယ်နောက်တမှုကနေမီမင်းကလူမျိုးဘာသာမရွေးသူကလှူဒန်းမှာဗျအဲ့ဒီတော့မတရားအသင်းတွေနဲ့ဆက်သွယ်တယ်ဆိုပြီးတော့လေဆက်ခွန်တက်နဲ့ပုံမှန်တက်နိုင်တယ်နောက်တစ်ခုကအစိုးရမင်းရဲ့လုပ်ရက်ကိုငရဲရောက်မဲ့လုပ်ရက်လို့ပုံဖြတ်ဖြိုးဆိုကြဆိုပြီးတော့124ကာကြီးနဲ့လေသူ့ကိုပုံမှန်တက်နိုင်တယ်နောက်ဆုံးတစ်ခုကတော့မာတလိဖြစ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူကနတ်ရထားမောင်းတယ်လိုင်စင်မဲ့ဖြစ်နေလိမ့်မယ်နတ်ရထားကလည်း vehicle လိုင်စင်ပါမှာမဟုတ်ဘူးမာတလိမှာလည်းရင်မောင်းလိုင်စင်ပါမှာမဟုတ်ဘူးအဲ့ဒီတော့ vehicle act နဲ့တရားစွဲခံရနိုင်တယ်နောက်တစ်ခုဖြစ်နိုင်တာကသပင်ဖြူတပင်ရဲ့ပြဿနာဇက်တော်ထဲမှာစက်တာတွေကသပင်ဖြူတပင်ကိုနှုတ်ပြလိုက်တာနဲ့နေမီမင်းကအော်ငါခန္ဓာကိုယ်တော်ပျက်စီးယိုယင်းသွားပြီပဲဆိုပြီးဒီနန်းစွန်တောထွက်သွားတယ်အခုခေတ်မှာကသပင်ဖြူတပင်ထွက်လာရင်စီးဆူးလိုက်မှာပေါ့ဘာခက်တာမလို့ပြီးရင်အာနာကိုဆက်ယူမဲ့ခေတ်နေမီမင်းကြီးတာအခုခေတ်ဘရင်တွေကိုမြင်ရင်သပင်ဖြူတာမပြောနဲ့တွားကြိုနာထိုင်ခါးကိုင်းနေရင်တောင်မှပဲထီးနှန်းကိုစွန့်ကြပါမလားထိုင်ကုန်ကိုစွန့်ကြပါမလားဆိုပြီးတန်ဝေကားတွေရလွန်းလို့တခါတည်းနိဗ္ဗာန်ကိုချက်ချင်းရောက်သွားနိုင်တယ်
ကျွန်တော်ကတော့နေမီမင်းကြီးလူပြည်ကိုပြန်လာမယ်ဆိုရင်ပြန်မလာပါနဲ့လို့ပဲပြောချင်တယ်ပြန်လာမယ်ဆိုရင်လေဟောပြောပွဲတွေမလုပ်ပါနဲ့ခမည်းဘာသာခမည်းသွားကျင်တာကိုသွားလာကျင်တာကိုလာပါဇက်လေးတော့ပိတ်ထားဖို့ဆိုပြီးကျွန်တော်ကတော့မှားမိမှာပဲခမည်းတို့ဆိုရင်ရောနေမီမင်းကြီးလူပြည်ကိုပြန်ရောက်လာရင်ဘာအမှုတွေရင်ဆိုင်ရနိုင်လဲဘာတွေမှားခြင်းလဲအောက်ကကွန်မန့်မှာရေးသွားကြပါဦးကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးကြပါစေ